ပေါ့နော်ဒီထဲမှာညီမထားပါလေးခွန်ပြဖို့ရှိပါတယ်ရှင်ကလာပေါ့နော်ဒီဆောင်းမရှိရက်ဒီမှာယူရိုရီကိုပြထားတယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တမ်းမှန်ပါတယ်နော်ကလာဟွာပေါ့နော်ဘယ်လိုဘယ်လိုပေါ့နော်တိတ်ပြီးတော့ဟွာအဆင်မပြေလို့အားနဲ့အတူရောဘယ်လာပေါ့နော်စာတွေကအများများတော့ဘယ်လာဒုမဟွာဖြစ်လို့ပါရှင်ဘယ်လာပုံစံပြောပါမယ်မွေးနေပါတော့ဒီ story ကနေပြန်လို့ရတယ်ဟုတ်ပါလို့ဟောရပဲဒါကတော့တော်တော်လေးမွေးပါလေကြည့်သူမွေးနေပါလေဆိုမှဘာလို့လာချောညာနေလဲမသိဒါတာဝါလေးခုံပြပါမယ်အားနီလူတော့မဟုတ်ဘဲနဲ့အားဖြစ်လို့ပေါ့နော်သူတို့ပြထားရတဲ့မိတွေအတွက်တော့တောင်းမှနေနဲ့ခုံပြရပါဒီလောက်စိတ်မဆိုးကြပါနဲ့နော်ဘယ်လိုဒီပါမှစာရရမ်းတော့အဲ့လိုပြောပြမယ်ဘယ်လိုဆိုရစေဆိုတော့စာရီကနင်းခံပြီးလုပ်နေရတော့ဒါလည်းတိတ်တင်ပြတာပါလို့ဒီဟာခုံလို့ရှိရင်ဘယ်လိုတစ်ခုပြပြပါတယ်ဘယ်လိုဒီမှာသွေးအမြဲရော့ပါတယ်ဟုတ်ပါလက်သွေးပြအောင်ဆောင်းနေရမယ်ဆိုတော့ဒီမှာမှပြီးရောတေတော့မယ်ငိုချင်လာပြီနောက်ခါဆိုကြည့်ပြဘယ်လာတေးပြီဒီတေးတော့မခုံရတော့ဘယ်ထက်အောက်ဖြစ်နေဆိုတော့ဒီနေ့ video လေး live နဲ့ပဲရနာကြပါတယ်ဘယ်လာတော့ဆောင်းမပြိုက်ဆိုပြီးဘယ်လာတော့မနေ့ပြန်မအားပါဘူးသူကစရာလေးပါလေနည်းနည်းပရှိရပေါ့နော်အားကြောင့်ဘယ်လာကိုခွင့်လုပ်ပြကြပါနောက်နေ့မှာဆိုရင်ဖြင့်တင်းကျွတ်တောင်ပြေကစဖြစ်တဲ့အတွက်ကြောင့်မလို့ဘလာကတော့အမှာဟွာလုပ်ပေးနိုင်ပါတယ်လို့ပေါ့နော်လို့ပြောရမလဲဘလာဟွာလုပ်ပေးနိုင်တယ်ဆိုတာပဲလေဘလာတင်ပေးပါမယ် YouTube ကိုပြန်တင်ပေးပါမယ်နော်ကဲဒီနေ့ video လေးကဒီလောက်ပဲပေါ့နော်နောက်နေ့ video မှာပဲပြန်တွေ့ကြတာပေါ့နော်ဘလာတို့ Hello bye bye